Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Novel Fashion Designer ကိုတန်းဆောင်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပတန်ဆွမ်းနည်းလေးကိုပြပေးမယ်နော်မနေ့ကကျွန်တော်ကိုယ်တိုင်းနည်းလေးတင်ပေးခဲ့တယ်အားလေးတွေကိုကျွန်တော်တိုင်းထားမယ်လို့လည်းထင်တယ်နော်အဲ့ဆိုရင်ကျွန်တော်အခုဒီမှာတိုင်းထားတဲ့ဟာလေးတွေကိုကျွန်တော်ကိုယ်တိုင်းထားတဲ့ဟာလေးနဲ့ပုံတင်ပြီးအစားသွင်းထားတာလေးရှိတယ်အားလေးတွေကိုကျွန်တော်ချက်တော့ပြီးတော့ကျွန်တော်အခုပုံမှန်လည်းတင်ပေးထားမယ်ကျွန်တော်ရဲ့ကိုယ်တိုင်းနည်းနဲ့ကိုယ်တိုင်းလေးကိုတွက်ထားအစားသွင်းပြီးတွက်ထားတဲ့ဟာလေးကိုကျွန်တော်ပုံမှန်တင်ပေးထားမယ်နော်အားလေးကိုလည်းကြည့်ပြီးတော့ကျွန်တော်ပတန်လေးစဆွဲခဲ့မယ်ပတန်ဆွဲမယ်ဆိုရင်ဘာလို့လဲဆိုတော့ပတန်ဆွဲမယ်ဆိုရင်ကျွန်တော်ပထမဆုံးတော့ခဲတံပါနော်ခဲတံလုံးမယ်ခဲပြက်မိုင်းချက်ဖို့တော့ခဲပြက်လုံးမယ်ပြီးသွားရင်ပြီးခွေပြီးရင်ပြီးတော့ဒါလေးတွေရောလေဟိုအများသူမှာရှိမဲ့ဟာလေးတွေပဲကျွန်တော်သုံးပေးထားတယ်နော်တကယ်တမ်းလိုအပ်တာတော့ဘောင်းမီပြီးခွေဆိုတော့ဘောင်းမီပြီးခွေရှိတယ်နော်ကျွန်တော်အခုလိုမျိုးဒီလိုမျိုးပြီးခွေတွေလည်းလိုအပ်တယ်ဒါပေမဲ့ဒါကြတော့သုံးပြလိုက်ရင်ကျွန်တော်အများစုမှာမရှိတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်အားကြောင့်ကျွန်တော်ဒီဟာလေးနဲ့ရှိတဲ့ဟာလေးနဲ့ပဲကျွန်တော်အဆင်ပြေအောင်ဆွဲပြပေးမယ်နော်โอเคအဲ့ဆိုရင်ကျွန်တော်လိုမယ်ဆိုရင်ဒီကောင်လေးတွေဒါပြောရင်ခဲတန်ခဲပြက်ပေကျိုလှိမ့်စုလိုမယ်เนาะလှိမ့်စုကလည်းအခုမှအဆင်ပြေလှိမ့်စုကိုတောင်းလို့ရတယ်เนาะโอเคပြီးတော့စာရွက်ဖြူတွေ့ရလိုမယ်เนาะဒါဆိုရင်ကျွန်တော်ကျတော့ဒီမှာခဲတန်နဲ့ဆွဲပြရင်ဗီဒီယိုထဲမှာကျတော့အဆင်မပြေဘူးဟုတ်လားအဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာမာကာပန်နဲ့ကျွန်တော်ဆက်ပြပေးမယ်အဲ့ကြမှာကြည်ကြည်လင်းလင်းနဲ့မြင်အောင်လို့ကျွန်တော်ဆက်ပြပေးမယ်เนาะကျွန်တော်တော့ဒီမှာအရင်ဆုံးကျွန်တော်စက်ကူရလေးရှင်တယ်စက်ကူကအရှည်နဲ့ကန်လိုက်နဲ့ရှင်ကျွန်တော်အရှည်လိုက်ပဲဆွဲမယ်เนาะအရှည်လိုက်ပဲအခုလိုအရှည်လိုက်ပဲဆွဲမယ်เนาะအရှည်လိုက်ပဲဆွဲတော့ဖြစ်တဲ့ကြောင့်ကျွန်တော်အရင်ဆုံးပေါင်မြင်းကိုပြည်တံတစ်ပြားလက်လက်မပြည်တံတစ်ပြားနဲ့ပေါင်မြင်းပိတ်လိုက်เนาะဒီဘက်ကိုလည်းပြည်တံတစ်ပြားကကျွန်တော်လက်လက်မပြည်တံတစ်ပြားကပေါင်မြင်းလေးပိတ်လိုက်เนาะအခုတရားကြည်ကြည်လေးလေးမြင်ရတယ်မလားအဲ့ဆိုရင်ခုလိုမျိုးလေးပေါင်မြင်းလေးကိုကျွန်တော်ပိတ်လိုက်မယ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်တွက်ထားတဲ့အခုအပေါ်မှာပြပေးထားတဲ့တန်ဖိုးတွေကိုကျွန်တော်အစားတင်သွားမယ်ရှင်ဆုံးကျွန်တော်အမှာခွားကိုတွက်ထားတာရှိတယ်ခွားတန်ဖိုးလေးနော်ခွားတန်ဖိုးကကျတော့ခွားကျတော့ကျွန်တော်တင်ကိုလေးနဲ့စားမယ်ပြီးသွားရင်ဒါရဲ့တန်ဖိုးကိုကျွန်တော်ခွားတန်ဖိုးမြင်းလေးပတ်မယ်အဲ့ကြတော့ကျွန်တော်ဒါအရင်ဆုံးတစ်ကောင်ကကျတော့ခါမြင်းနော်ဒီကောင်ကြီးကခါမြင်းရမျိုးကျွန်တော်အောက်ကိုဒီမှာတွက်ထားတဲ့တန်ဖိုးလေးရမယ်ရတဲ့ဟာလေးကိုကျွန်တော်အစားသွင်းလိုက်မယ်ဒီမှာ10ထဲမှာ20ဟာလေးကျွန်တော်ပြင်ချောင်းလေးဘောင်းမှန်လေးဆွဲရအောင်ဒီဘက်ချမ်းလေးကိုပါ10 20လေးမှတ်လိုက်ပြီးပါရင်ကျွန်တော်တောင်းမှန်မြင်းလေးတစ်ချောင်းဆွဲမယ်နော်အဲ့ပြီးသွားတဲ့ခါကျရင်နောက်10ရကျတော့ကျွန်တော်ဒီကောင်ကို3ပုံပုံလိုက်မယ်10 20ကိုကျွန်တော်3ပုံပုံလိုက်20ကို3ပုံပုံလိုက်တော့ကျွန်တော်3ခွဲ3စိတ်လောက်ရနော်3ပုံပုံလိုက်မယ်3ပုံပုံလိုက်တော့3စိတ်ရမယ်အဲ့လေးကိုကျွန်တော်ရင်းချောင်းတစ်ချောင်းဆွဲမယ်တော့3ပုံပုံလဲဆိုတာလေဒီခါမြန်းပြီးတော့ကွာမြင်းကိုပေါ့နော်အဲ့မျိုးဒီကောင်လေးကကွာမြင်းနော်ကွာနော်အဲ့လေးကိုကျွန်တော်ဒီလိုမျိုး3ပုံပုံလိုက်တာနော်ဒီမှာတစ်ပုံပေါ့နော်ဥပမာဒီမှာကျတော့တစ်ပုံပေါ့နော်ဒါလေးကဥပမာလေးကျွန်တော်ပြပြလို့မို့ဒီ20 20ကိုကျွန်တော်3နဲ့စားလိုက်ပါနော်3နဲ့စားလိုက်ရတဲ့တန်ဖိုးကိုကျွန်တော်ဒီမှာတစ်ပုံယူလိုက်မယ်နော်โอเคဒါတော့ဟိုအတိုင်းကြီးကတရားမတူတဲ့အတွက်ကြောင့်လွဲကောင်းလွဲနိုင်တယ်နော်အဲ့ကြတော့ကိုယ့်ရဲ့အတိုင်းနဲ့ပဲကုန်တယ်နော်အချက်တော့ကျွန်တော်ဒီမှာရပါပြီ3ပုံလုံးရပါရင်မြင်လေးနော်နောက်တစ်ခုကကြတော့ကျွန်တော်ကိုရှေနော်ကိုရှေကကြတော့ကျွန်တော်တို့ဒီမှာ40ကိုရှေက40ရှိမယ်40ကိုတက်နှုတ်လိုက်မယ်နော်တက်နှုတ်လိုက်တော့39ကျန်တယ်အဲ့39ကိုကျွန်တော်တို့ကိုရှေ39ကိုကျွန်တော်တို့ဒီမှာအစားတင်နော်ခါမြင်းရပဲကျွန်တော်တို့ဆွဲချမယ်ဒီခါမြင်းလေးရနေတော့ကျွန်တော်ဆွဲချမယ်ကိုရှေ32မှာ9နော်ကိုရှေ39လို့မြင်းအမှတ်လေးတစ်မှတ်မှတ်မယ်ပြီးသွားတဲ့ခါကျရင်ဟိုတောင်းမှန်လေးပြင်ဒီဘက်ချမ်းကိုလည်းတခါရယ်တားပြီးတော့မှတ်လိုက်ပါနော်ပြီးသွားရင်ကျွန်တော်အားလေးကိုမြင်းဖြောင်းလေးနဲ့ဆွဲလိုက်
ဆက်လိုက်မယ်အဲဆိုရင်ဒါကိုရှေ့ဖြစ်သွားပြီပြီးသွားရင်ကျွန်တော်ဘောင်းမီမှာခောက်စာတစ်ခါထားတယ်အခုပတန်လေးကျွန်တော် finish ပတန်ပြပြရတရားဟိုဘာမှချုပ်စာတွေဘာမှထည့်ကြမလို့တစ်ခါရဲ့ finish ပတန်လေးလုပ်ပြရဆက်ပြပြရเนาะအားလုံးလွယ်ကူအောင်ဟုတ်လေအဲဆိုရင်ကျွန်တော်အောက်ကိုခောက်စာလေးကိုကျွန်တော်တစ်နှစ်စိတ်မြင်းလေးတစ်ချောင်းဆက်လိုက်တယ်ဒီကောင်ကကြတော့ဒါခောက်စာအောက်ခောက်စာလေးเนาะဒီကောင်လေးကကြတော့ဘယ်လောက်ဆင်းလဲဆိုတော့120เนาะအောက်ကိုဆင်းတယ်เนาะအဲဆိုရင်ဒါကျွန်တော်ဒီမှာမြင်းကပြီးသွားပြီဆိုရင်ကျွန်တော်ဒူးမြင်းဆွဲမယ်ဒူးမြင်းဆွဲဖို့အတွက်ကြတော့ကျွန်တော်ကကြတော့ဒီမှာခဏပြန်ပြောမယ်เนาะဒါခါမြင်းဒီကောင်ကကြတော့တင်မြင်းကောင်ကကြတော့ခွာမြင်းเนาะခါမြင်းတင်မြင်းခွာမြင်းတော့တင်မြင်းနဲ့ကျွန်တော်ဒီမှာဒါကြတော့ခြေဝါမြင်းရှိနော်အဲခြေဝါမြင်းကိုကျွန်တော်တင်မြင်းနဲ့ခြေဝါမြင်းကိုလှမ်းပြီးတော့ကြည့်လိုက်မယ်32ရှိတယ်32ရဲ့တစ်ဝက်ကကြတော့16အဲဆိုရင်ကျွန်တော်ဒီမှာ16လေးစားတယ်ဒီဘက်လည်းအဲတိုင်းပဲ32ရဲ့တစ်ဝက်က16အားလေးရောဆက်မှတ်မယ်မှတ်ပြီးသွားရင်ကောင်းလေးကိုမြင်းလေးတစ်ကြောင်ဆွဲမယ်နော်ဒီမြင်းလေးကကြောက်ဗာမြင်းလဲဆိုတော့ဒူးမြင်းနော်တော့ဒါပုံတင်နီးမှာတစ်ခါရဲတွက်ပြီးတော့ရထားတဲ့ဟာလေးပေါ့နော်အားလုံးပေါင်းမြင်းကဘယ်နှကြောင်ရပါမယ်ဆိုတော့9ကြောင်ရပါမယ်ခြေဝါမြင်းပြီးသွားရင်ဒူးမြင်းပြီးသွားရင်ခွာမြင်းတင်မြင်းခါမြင်းဒီမြင်း3ကြောင်9ကြောင်ပြီးသွားမယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာမြင်း9ကြောင်ရပါပြီနော်ခါမြင်းရဲ့တင်မြင်းရဲ့ခွာမြင်းရဲ့ဒူးမြင်းရဲ့အောက်ခြေမြင်းနော်အဲ့ဒီ9ကြောင်ရပါပြီဆိုရင်တော့အရင်ဆုံးလောကမဲ့နံပါတ်1အဆင့်အကျတော့ကျွန်တော်ဒီဘေးပေါင်ဝိုင်းပြီးတော့အတွင်းထဲကိုခါမြင်းအတွင်းထဲကိုကျွန်တော်တို့၄စိတ်ဝင်မယ်၄စိတ်ဝင်ပြီးတော့ကျွန်တော်ဒီအောက်ခြေမြင်းနဲ့ခွတင်မြင်းနဲ့ကျွန်တော်လှမ်းပြီးတော့ဆက်လိုက်နော်ဒါကောင်ကကျတော့၄စိတ်ဝင်တဲ့မြင်းလေးပါနော်ဒီဝိုင်းခါကြရင်ကျွန်တော်တင်တန်ဖို့ကိုအစားတင်တယ်နော်တင်တန်ဖို့ကဘယ်လောက်လဲတင်တန်ဖို့ကဘယ်လောက်လဲဆိုတော့ကျွန်တော်ဒီမှာတင်ရကြကျွန်တော်တင်ရ41ကို4နဲ့စားတယ်အပေါင်း120နော်ရတဲ့တန်ဖိုးကကြတော့ကျွန်တော်17.4ရတယ်အားလေးကိုကျွန်တော်စားတယ်17.4အဲ့ဆိုရင်ကျွန်တော်ဒီမှာ17.4လေးမှန်တယ်တက်မယ်ပြီးသွားရင်ကျွန်တော်ခါတန်ဖို့ခါကိုလည်းတွက်ထားတဲ့တန်ဖိုးကဘယ်လောက်ရလဲဆိုတော့38ကို4နဲ့စားတယ်ပြီးသွားရင်တစ်ပေါင်းလိုက်တယ်ရတဲ့တန်ဖိုးကကျတော့10.4အဲ့ဆိုရင်ကျွန်တော်ဒီမှာ10.4ကျွန်တော်ဒီဝင်ထားတဲ့မြင်းလေးရအတိုင်းပဲเนาะ10လေးစိတ်ကိုဝင်ထားတဲ့မြင်းလေးရပြီးတော့ကျွန်တော်တိုင်းပြီးတော့မှတ်လိုက်အဲ့ဆိုရင်ဒီကောင်ကကျတော့ဒါခါမြင်းရဲ့ point ကောင်တင်မြင်းရဲ့ point အဲ့ point နှစ်ခုကိုကျွန်တော်လှမ်းပြီးတော့စနော်ဒီခွာမြင်းထိပြန်ဆက်နော်အဲ့ဆိုရင်ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ့ဆိုရင်ကျွန်တော်ဒီမှာဒါဆိုရင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအောက်လေးကိုဆက်ထားတဲ့မြင်းအောက်လေးကိုကျွန်တော်တို့၄စိတ်ဆက်မယ်ဆင်းပြီးရင်ကျွန်တော်ဒီမှာဝင်ထားတဲ့ဖတ်ထားတဲ့ point ကြီးကနေ point လေးနဲ့လှမ်းပြီးတော့ဆက်နော်အဲ့ဆိုရင်ဒီပုံစံလေးရပါမယ်အဲ့ပြီးပါခါကျတော့ခွာမြင်းရပြီးတော့အပြင်ပုံသေးနော်အခုဒီ၄စိတ်ဆင်းတယ်ဒီကောင်၄စိတ်ဝင်တယ်အပေါ်ကိုဘေးကိုဒီခွာမြင်းရဲ့ဘေးကို1-2စိတ်ထွက်တယ်ဒါတွေကပုံသေးပဲနော်ပုံသေးပဲအမှတ်ထားလိုက်မယ်နော်အဲ့ပြီးပါရင်ကျွန်တော်ကဒီကောင်လေးနဲ့ကျွန်တော်တောင်းမှန်လေးဆက်ပြီးအပေါ်ကို၄စိတ်တက်လိုက်ဒီပေါ်လေးကို၄စိတ်တက်လိုက်မယ်1-2စိတ်ထွက်တဲ့မြင်တယ်ကျွန်တော်တောင်းမျိုးလေး၄စိတ်ဖတ်ပြီးပါရင်ကျွန်တော်ဒါလေးကိုကြည့်လေးဒီစိတ်နည်းနည်းလေးတော့လိုပါဘူးကျွန်တော် soft နဲ့ဆွဲတော့လေနည်းနည်းတော့နှလုံးကြည့်ရနော်အားရနေကြည့်ရဘာလဲဆိုတော့ soft နဲ့ဆွဲမှာပုံထဲမှာတော့တခြားမြင်နိုင်ရလေအားဒါအဲ့ဆိုရင်ကျွန်တော်ဒါလေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးတွေကိုဒါလေးတွေမြင်းလေးလိုက်